အားလုံးပဲမင်္ဂလာပါချင်းဒီနေ့ကတော့ကြွားရွာပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ပေကက်ကြိုလေးကြိုပြပေးမှာဖြစ်ပါတယ်ရှင်ဒီဟာလေးကတော့နို့စီဘူးနဲ့တဝဲစာပေးချံပေါ့နော်၄နာရီရေစိုက်ထားပေးတယ်။ဝါအချိန်ရလို့ရှိရင်တော့တညာလုံးရေစိုက်ထားလို့ရှိရင်ရတယ်နော်။ကျင်းအနေတော်လေးတတုံးကိုညနေအောင်ထောင်းထားပေးလိုက်ပါမယ်ရှင်။မုံနဲ့ဆက်ဖို့အတွေ့ကတော့ဆန်မုံထမင်းစားစွန်းနဲ့ငါးစွန်းထည့်ပါမယ်။ပြီးလို့ရှိရင်တော့ကောင်းကြီးမုံကို2စွန်းနဲ့တဝဲထည့်ပါမယ်ရှင်။ပဲအကျဉ်းမုံကိုလည်း2စွန်းနဲ့တဝဲထည့်ပေးပါမယ်။အရသာအသွဲကတော့စားအချုံမောအနေငယ်ထည့်ပေးပါတယ်ရှင်။အယောင်အတဲစနင်းလေးနည်းနည်းထည့်မယ်။ပြီးတော့ဆိုဒါအနေငယ်ထည့်ပါမယ်ရှင်။ခုနကထောင်းထားတဲ့ဂျင်းကိုအရင်ညှစ်ထားပေးလိုက်ပါတယ်ရှင်။ပြီးတော့ရေ250 ml ထည့်ပြီးတော့အကောင်လုံးစမ်းသွားအောင်ပေါ့နော်မှွေထားပေးလိုက်ပါတယ်ဒီမုံနဲ့ရေ250 ml နဲ့ကတော့အတီးပဲပေါ့နော်ခုနကရေစစ်တန်းစင်ထားတဲ့ပေးချမ်းတွေကိုအကောင်လုံးထည့်ပြီးလို့ရှိရင်တော့မုံနဲ့ဆက်ထားပေးလိုက်ပါမယ်ရှင်စီထည့်လို့ရှိရင်တော့နည်းနည်းများလေးထည့်ပေးပါနော်ကြိုဖို့အတွက်ကစီမီးကအနေတိုးလေးနဲ့ကြိုပေးမှာဖြစ်ပါတယ်မီးတအားကြီးပြင်းလို့မရဘူးပေါ့နော်ဒီကအိမ်မှာစားမှာဆိုတော့မုံကအချက်အကြီးကြီးကြုံမှာပေါ့နော်အဲဒါကြောင့်ဒီကိုအပြည့်ပဲမုံနှင်းတွေကိုအကုန်လုံးထည့်ပေးထားလိုက်ပါတယ်ရှင်သူကတစ်ဖက်ကိုခမန်းချစ်အပြင်4မိနစ်ဝန်းကျင်လောက်ထိကိုကြိုပေးရပါတယ်ရှင်4မိနစ်ဆိုလို့ရှိရင်တော့အတော်ပဲပေါ့နော်ဒီထက်ကြာသွားလို့ရှိရင်လည်းနီရဲပြီးတော့တူးတဲ့ဖက်ကိုရောက်သွားမှာပေါ့နော်ဒီလိုအချက်အကြီးကြီးမကြိုးဘဲနဲ့ကိုကတေးသေးလေးတွေကြိုးစားမယ်ဆိုလို့ရှိရင်လည်းရပါတယ်ရှင်။ဒါမဲ့တတိထားမှာတေးသေးလေးတွေထည့်လို့ရှိရင်တော့စီမပူခင်ပေါ့နော်မီးအေးတဲ့အချိန်မှာပဲထည့်ပေးရပါတယ်။အဲ့လိုတေးသေးလေးထည့်ပြီးတော့မှာပေါ့နော်မီးကိုအချိန်မြှေးပြီးတော့ကြိုးပေးရမှာပေါ့နော်။မဟုတ်ပဲကိုကစီပူနေတဲ့အချိန်မုံနှင်းတွေကိုထည့်လို့ရှိရင်တော့ပွားတဲပြီးတော့ပေါ့နော်မလှမပါကြီးဖြစ်သွားတတ်ပါတယ်ရှင်။ဒီလိုကိုအိမ်မှာကိုကြိုစားလို့ရှိရင်တော့စီလေးတန်းနေပြီးတော့ပဲတွေလည်းအများကြီးနဲ့စားရတာပေါ့နော်ကဲဒီပေကတ်ကြိုလေးကတော့ဒီတိုင်းပဲစားပေါ့နော်မုံတွေနဲ့ပဲတွေ့စားအရန်ကိုစားလို့ကောင်းတဲ့အစားလေးတစ်ခုပါသူကလေလုံးနဲ့ဘူးထဲမှာဆိုလို့ရှိရင်တော့တပတ်လောက်အထိကိုအထားခံပါတယ်ရှင်ကဲတငယ်ချင်းတို့လည်းလိုက်ပြီးတော့ကြိုစားကြည့်ကြနော်